ခါမှာတော့ကျွန်တော်တို့လူသားတွေရဲ့ဘဝတွေကိုများစွာအထောက်အကူပြုခဲ့ကြတဲ့တီထွင်သူတွေအကြောင်းပြောပြချင်ပါတယ်ဒီတီထွင်သူတွေဟာတမိုင်းမှာထင်ရှားကျော်ကြားမှုမရှိပေမဲ့သူတို့ရဲ့တီထွင်မှုတွေကကျွန်တော်တို့နေ့စဉ်ဘဝကိုတိတိတတ်တာပြောင်းလဲစေခဲ့ပါတယ်ဒီတီထွင်သူတွေထဲကထင်ရှားတဲ့နာမည်တချို့ကိုပြောပြပေးပါမယ် Elijah McCoy 1444-1929 ကနေဒါအမေရိကန်သူဟာအာဖရိကန်အမေရိကန်တီထွင်သူတဦးဖြစ်ပြီးစီထဲခွက်ကိုတီထွင်ခဲ့သူအဖြစ်ကြော်ကြားပါတယ်ဒီကရိယာဟာစက်ယန္တရားတွေကိုအလိုလျောက်စီထဲပေးနိုင်တာကြောင့်စက်မှုလုပ်ငန်းတွေမှာကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်စေခဲ့ပါတယ်သူ့ရဲ့တီထွင်မှုကတိတ်ကိုစိတ်ချရတာကြောင့်လူတွေကတကယ်မူခွိုင်းကိုလိုချင်ကြတယ်လို့ပြောကြပါတယ် Garrett Ogden Morgan စာ1889အမေရိကန်သူဟာနောက်ထပ်အာဖရိကန်အမေရိကန်တီထွင်သူတဦးဖြစ်ပြီး၃နေရာပါယင်းအချက်ပြမီကိုတီထွင်ခဲ့သူဖြစ်ပါတယ်ဒီတီထွင်မှုဟာလမ်းဘေးလုံခြုံရေးကိုတိတိတတ်တာတိုးတက်စေခဲ့ပါတယ်သူဟာအန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်တွေမှာအသက်ရှူနိုင်တဲ့ကိရိယာ gas mask ကိုလည်းတီထွင်ခဲ့ပါတယ် Maria Telgas 1900-1995 Hungary American သူဟာ Hungary American ဇီဝရူပဗေဒပညာရှင်နဲ့တီထွင်သူတဦးဖြစ်ပြီးနေစွမ်းအင်ကိုအသုံးပြုတဲ့ပထမဆုံးအိမ်အပူပေးစနစ်ကို1940ခုနှစ်တွေမှာဒီဇိုင်းဆွဲခဲ့သူဖြစ်ပါတယ်။သူ့ရဲ့လှုပ်ဆောင်ချက်တွေဟာခေတ်သစ်နေစွမ်းအင်နည်းပညာတွေအတွက်အခြေခံအုတ်မြစ်ကိုချပေးခဲ့ပါတယ်။ C.G. Johnson American သူဟာကားကိုတောင်တကားဖွင့်ဆက် Garage Door Opener ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။ဒီတီထွင်မှုဟာလူတွေရဲ့ဘဝကိုပိုမိုလွယ်ကူပြီးတက်တောင့်တက်တာရှိစေခဲ့ပါတယ်။ Eugene Poley 1915-2002အမေရိကန်သူဟာ TV အဝေးထိန်း TV Remote Control ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။ဒီတီထွင်မှုဟာလူတွေ TV ကြည့်တဲ့ပုံစံကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်။ဒီတီထွင်သူတွေဟာသူတို့ရဲ့ကျေးဇူးတွေကိုလုံလောက်စွာအတိအမှတ်မပြုခံရပေမဲ့သူတို့ရဲ့တီထွင်မှုတွေကကျွန်တော်တို့ဘဝကိုတိတိတတ်တာပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာမှာနောက်ထပ်တီထွင်သူတချို့ကိုထပ်ပြီးပြောပြပေးပါမယ်။ R.J. Bell 1950အိန္ဒိယအမေရိကန်သူဟာ UPS ကိုတီထွင်ခဲ့သူတဦးဖြစ်ပါတယ်။ UPS ဟာခေတ်သစ်ကွန်ပျူတာတွေမှာမရှိမဖြစ်ကိရိယာတစ်ခုဖြစ်လာပြီးကွန်ပျူတာတွေနဲ့ဆက်သွယ်တဲ့နည်းလမ်းကိုစံသတ်မှတ်ပေးခဲ့ပါတယ်။ဘာလဲဒီ3မှတ်1943အမေရိကန်NASA သိပ္ပံပညာရှင်တဦးဖြစ်တဲ့ဘာလဲဒီသောမတ်ဟာမျက်လက်ပုံဖော်ဆက် Illusion ထန်ဆမြစ်တာကိုတီထွင်ခဲ့သူဖြစ်ပါတယ်။ဒီနည်းပညာဟာ 3D မျက်လက်ပုံရိပ်တွေကိုဖန်တီးနိုင်ပြီး TV နဲ့ခွဲစိတ်ကူးသမှုလိုနယ်ပယ်တွေမှာအသုံးဝင်ပါတယ်။ Fazlur Rahman Khan 1929-1982ဘင်္ဂလားဒေ့ရှ်အမေရိကန်သူဟာအဆောက်အဦဒီဇိုင်းကိုတော်လှန်ပြောင်းလဲခဲ့သူတဦးဖြစ်ပါတယ်။ပြွန်စနစ် Chusatra ရဲ့စစ်စတန်ကိုတီထွင်ခဲ့ပြီး Willis Tower ယခင်ကစီးတာဝါနဲ့ဂျွန်ဟန်ကောက်စင်ထားလို့အဆောက်အုံတွေကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ Mary Anderson 1866-1953အမေရိကန်သူမဟာကားမှန်ဝိုက်ဆက်ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။1900ပြည့်နှစ်တွေမှာမိုးရွာတဲ့အခါကားမောင်းရတာအနေနဲ့များတာကိုသတိထားမိပြီးဒီကရိယာကိုတီထွင်ခဲ့ပါတယ်။ Josephine Khagin 1839-1913အမေရိကန်သူဟာပထမဆုံးအသုံးဝင်တဲ့ပကံဆေးဆက်ကိုတီထွင်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့အလွန်ကောင်းမွန်တဲ့ပကံတွေကိုအိမ်ဖော်တွေချစ်မိပြီးပျက်စီးတာကိုစိတ်ပြက်လာပြီးဒီဆက်ကိုတီထွင်ခဲ့ပါတယ်။ဒီတီထွင်သူတွေဟာမတူညီတဲ့နောက်ခံတွေကနေလာကြပြီးသူတို့ရဲ့တီထွင်မှုတွေကကျွန်တော်တို့ကဘာကြီးကိုကြီးမားစွာပြောင်းလဲစေခဲ့ပါတယ်။သူတို့ရဲ့ကျေးဇူးတွေကိုကျေးဇူးတင်ပါတယ်။